ဟိုစဉ်အခါကကွယ်မုတ်ဆိုးဖို့တရားရှိတဲ့သားတယောက်နဲ့အတူနေထိုင်တဲ့တနေ့ကြတော့ကွယ်သူ့သားကမိန်းမခိုးလာပါလေရောအိုးမြတ်တောင်မခတ်ပဲသူ့ချွေးမကိုစိုက်ကြည့်နေတဲ့မနေနိုင်ဘူးကွယ်တာအနာကိုအသာတိုးသွားတယ်တိုးတိုးကလေးရေရွတ်ပြောရှာတယ်အိုးငါသားရဲ့ဒီလောက်တောင်ချောတဲ့မိန်းမဒီပုံမျိုးမင်းမိန်းမယူမှာပဲအဖေတွေ့ဘူးတော့တယ်ဘိုက်ပူနာကနဖူးကပေါလို့စပင်လဲကောက်သေးတယ်အသားကတော့မိသွေးရှုပ်မျက်စိဆောင်းပြီးသွားလဲခေါ်နေတယ်ဘိုက်ပူနာကနဖူးကပေါလို့စပင်လဲကောက်သေးတယ်အသားကတော့မိသွေးရှုပ်မျက်စိဆောင်းပြီးသွားလဲခေါ်နေတယ်ဒီတော့ကသားကဘာပြန်ပြောလိုက်တယ်လဲချက်ချက်ပြောပါဖေးရဲ့ဖေးချွေးမနားလဲလေနေတယ်ဟိုစကားကွယ်မုတ်ဆိုးဖို့တရားရှိတဲ့သားတယောက်နဲ့သူဒီနေထိုင်တဲ့တနေ့ကြတော့သူ့သားကမိန်းမခိုးလာပါလေရောအိုးမြတ်တောင်မကပဲသူ့ချွေးမကိုဆိုင်ချီတယ်မနေနိုင်ဘူးကွယ်တာနာကိုတာခိုးသွားတူတူကလေးရေရွတ်ပြောရှာတယ်အော်မသားရဲ့ဒီလောက်တောင်ချောတဲ့မိမဒီပုံမျိုးမင်းမိမရင်ပါပဲအဖေတို့ဘူးတော့ဘိုက်ပူနာကနဖူးကပေါလို့စပင်လဲတောက်တယ်အသာကတော့ဒီလိုရှုံးမျက်စိဆောင်းပြီးသွားလဲခေါ်နေတယ်ဘိုက်ပူနာကနဖူးကပေါလို့စပင်လဲတောက်တယ်အသားကတော့မိသွေးရှုံးမျက်စိဆောင်းပြီးသွားလဲခေါ်နေတယ်ဒီတော့ကသားကဘာပြန်ပြောလိုက်တယ်ချက်ချက်ပြောပါအဖေရဲ့အဖေချွေးမနားလဲလေနေတယ်ဟိုချက်ချက်ပြောပါအဖေရဲ့အဖေချွေးမနားလဲလေနေတယ်ချက်ချက်ပြောပါအဖေအဖေချွေးပါနားလေလေနေကျေးဇူးများတင်ပါတယ်